ဒီကနေ့ညဟောမဲ့တရားကဘုရားအလောင်းတော်ကြီးရွှေဟင်းသာမင်းဘဝကဖြစ်ခဲ့တဲ့ဖြစ်ပျက်လေးတစ်ခုကိုဘုန်းကြီးတို့တင်ပြဖို့ရည်ရွယ်ချက်ရှိပါတယ်ဒီတရားကိုဘာရည်ရွယ်ချက်နဲ့ဟောတာတုံးဆိုရင်ပျော်ပွဲမျိုးပေါ့တရားပွဲတွေမှာဘုန်းကြီးတို့ဒါနသီလနောက်ပိုင်းဝိပဿနာနဲ့ပတ်သက်ပြီးတော့တရားပွဲတွေတော်တော်များများဟောခဲ့ရတယ်ဒီကနေ့ညဟောမဲ့တရားကတော့ဒါနလည်းမပါဘူးသီလလည်းမပါဘူးဝိပဿနာလည်းမပါဘူးဆိုတော့ဟာဘာတရားကြီးတော့ကျေးဇူးတရားကိုဟောမှပရိသတ်ရဲ့ဘာတရားလဲဒီကနေ့လောကထဲမှာကျေးဇူးသိတဲ့ပုဂ္ဂိုလ်တွေတော်တော်ရှားသွားပြီတဲ့ဒုစပေမှာလည်းရှိတဲ့ကတညုတကတဝိတိယောစပုဂ္ဂလောဒုံလဘောလောကသမိန်ကျေးဇူးသိတဲ့ပုဂ္ဂိုလ်ဟာတော်တော်ရှားသွားပြီတဲ့အဲ့ဒါကိုဒီကနေ့ညဘုန်းကြီးတို့ကဘုရားလောင်းတော်ဟင်းသာမင်းကြီးဇတ်နဲ့ကျေးဇူးတရားကိုဘယ်လိုဟောမလို့ဆိုတာကတော့နောက်ပိုင်းဇတ်တော်မှာပေါ်လာပါလိမ့်မယ်အဲ့ဒီတော့ဘုန်းကြီးတို့ကဒီဘုရားလောင်းတော်ဟင်းသာမင်းကြီးရဲ့ဇတ်ကိုမြန်မာမှုလေးပြုတ်ပြီးတော့နာမည်လေးပေးထားတဲ့ဘုန်းကြီးတို့မူအရာမြန်မာနာမည်လေးကဘာတော့ဆိုရင်မိဘထံမှအကျွေးအရင်ပေးဖို့ကြိုးစားပါတဲ့မတရားတဲ့လေအဲ့ဒီမိဘထံမှအကျွေးအရင်ပေးဖို့ကြိုးစားပါလို့အမိရတဲ့ဓမ္မကထဒေသနာတော်များကိုဒီကနေ့ဘုရားလောင်းတော်ဟင်းသာမင်းကြီးဇတ်နဲ့တွဲဖက်ပြီးတော့ဘုန်းကြီးတို့ကဟောမှဖြစ်ပါလားပြီးခဲ့တဲ့2နှစ်လောက်ကဇဝရေခဲဆက်အဂါကြီးဥထွန်းသန်းတို့ကျင်းပတဲ့တရားပွဲမှာဘုန်းကြီးတို့တိတာရေလားဆံရေလားဆိုတဲ့ဒိတ်ခွေဟောတော့အဲ့ဒီဒိတ်ခွေကရန်ကုန်ထိရောက်သွားတော့ဘကိုးမှလည်းလာရောက်တဲ့ဒိတ်ခွေတွေဘကိုးဆရာတော်ဆိုတော့ဘကိုးသူဘကိုးသားတွေကဘယ်သိမှာတော့ဒီကတော့ဘကိုးဆရာတော်ခေါ်နေတာဟိုမှာကကြောင်းတိုက်နာမည်ခေါ်တာဆိုတော့ဒိတ်ခွေတွေဝယ်ပြီးတော့နားထောင်ကြည့်တော့အိုးဒုဘုန်းကြီးပါလားတဲ့အဲ့ဒီကြမှာသိကြတယ်သူတို့လည်းအဲ့တော့ဒီကနေ့လည်းပဲဘုန်းကြီးတို့ကဒီဒါနသီလဘာဝနာတရားအကြောင်းတွေကတော့တိတ်ခွေတွေတော်တော်များများတွင်းထားပြီးဖြစ်နေတော့ဒီကနေ့ညတော့ဖြစ်လူကြီးလူငယ်အလုံးပေါ့လေမိဘ2ပါးရှိသည်ဖြစ်စေမရှိတော့သည်ဖြစ်စေမိဘများရဲ့ကျေးဇူးတရားကြီးမားဖို့ဘုရားလောင်းတော်ဟင်းသာမင်းကြီးသူ့ရဲ့သမီးတွေကိုကျေးဇူးဆောက်ရှောက်ပုံတွေကိုဘုန်းကြီးတို့ကဒီကနေ့ညစွမ်းအားရှိသလောက်ကြိုးစားပြီးတော့ဟောပါမယ်ဒါကြောင့်ဒီကနေ့ညထိုတရားဒေသနာတော်ဟောကြားမည်ဖြစ်လေသောကြောင့်မဟောကြားသည်မိမနာကြားသည်မိမတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုံတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုတော်မြတ်ကိုရောသေးသောလုံးချီမိုးရှင်ခိုး၍ဓမ္မသဘင်စတင်ဖွညာရအောင်ရိသပေါင်းတော်ကောင်းတို့အလုံးချီပြီးတော့ဘုရားရှင်ကိုတော်မြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုရားဓမ္မသနာပလင်ဒါနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားရှိကျူကိုရောပူဇော်အပ်တဲ့နမကာရဘုရားရှင်ကိုဖြစ်ဘုရားရှင်ကိုပူဇော်၍ဓမ္မသဘင်စတင်ပွင့်ရအောင်ဇယောဗုဒ္ဓဇယောဓမ္မောဇယောသံဃောဇယတယံဇယံဝနေဇယံဓာတုဇယံဒေတုဇယုတ်တရောဗုဒ္ဓသစ္စာ4ပါးမြတ်တရားကိုပိုင်ခြားခြင်းတွင်ကိုယ်တိုင်မြင်၍မြားဖြင့်ဝေနေတပည့်တွေကိုသိမြင်သောမူထဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဇယောတွင်ပါနှစ်ပံဘေးတံအန္တရယံသွဲသွဲကိုကိုယ်ဝမကရှင်းရှင်းပြအောင်ပေတသုတ်တင်အောင်မြင်တော်မူခဲ့ပါ၏ဓမ္မောမဘောနိဗ္ဗာန်ဓမ္မခံဟုစရံအကျော်တရားတော်သည်လည်းဇယောအဝိဇ္ဇာတဏှာဥစီကဖြင့်ဆယ်ပြားဖြန့်နေကိလေသာယံသူတွေကိုသုံးတွေပရိညာကိုင်ဆွဲကဖြင့်ဖွေရှာသုံးသင်အောင်မြင်တော်မူခဲ့ပါ၏သံဃောမဂ္ဂရံဗလရံရှစ်တံချင်းဘောရိယသံဃာတော်သည်လည်းဇယောလူသူတန်သူမြားဖို့လူတို့ကြည်ပြူမြတ်တို့ဆဲကတို့အောင်
ကောင်းကျိုးထွေတွေဖြစ်ပွားစေတတ်လေယာမြေများနိုင်အပုံပင်ပမာစင်ကအောင်မြင်တော်မူခဲ့ပါပေပြီဇယံတောင်ပွဲတကားပွဲဝဲရောက်နှွဲသောအောင်ပွဲရလို့အောင်မြင်လို့ကြကုန်သောမေယံတရားဟောတရားနာနှပြစံညာတပိတော်များတို့သည်ဇယံတရားလောကသန္တရာနှပြအောင်ကြောင်းနိလန်ကောင်းကိုနေထောင်းအားရရှင်ပြဖြင့်ကျမ်းနာသေးကြပိဋကစွာသည်သုံးဖြာရရဏအောင်အရာကိုဇယန္တာတုံးစီးပွားလာမှုဖြိုင်မြိုင်ဖြိုးလျက်မမျိုးဖို့ပေါက်နိဗ္ဗာန်ရောက်အောင်ထောက်ပံ့ပေးကူအောင်မြင်တော်မူပါစေခြင်းကြိုးငါဝန္ဒေဝန္ဒာမအောင်မြင်ခဲ့ဘုံတကုကုန်ကိုကြည်ယုံမြန်တို့လက်ဆောင်မှုကရှင်ခေါ်ကြောလိုက်ကြပါကုန်၏ဖယားဇယတရောဇယုတရောအောင်မြင်သူထဲတက်ကဆွဲသည်အောင်ပွဲမှုသက္ခေယရဏသုံးပါးအရှင်သည်ဇယေတိနံအရာရာတွင်ဆရာတင်၍အောင်မြင်လိုညာတပိတော်တို့အားဇယံဘောဂကုသလညာနာပြေဖြို့တရားပိုင်ဆိုအောင်ကောင်းကျိုးဝေဖြာအောင်မြင်ခြင်းမင်္ဂလာကိုဒေတုရင်သွေးရာဟုပမာပြုလျံယခုမကြာပေသနာတော်မူပါအောင်တော်မူမြတ်စွာဘုရားမေတ္တာအာတိတမေတ္တာပရဏာများပြုပြီးတော့ဒီကနေ့ညဘုန်းကြီးတို့ဒီဓမ္မသဘင်ကိုစတင်ဖွင့်ပါတယ်လောကမှာမိဘနဲ့သားသမီးဆိုတာဘယ်ဘာသာဘယ်အယူဝါဒမှာဖြစ်ဖြစ်မိဘနဲ့သားသမီးဆိုတာရှိသလားမရှိဘူးလားရှိကြပါတယ်အဲ့တော့ဒီကနေ့ခေတ်များသောအားဖြင့်ပေါ့လေလူတိုင်းတော့မပြောလို့ပါဘူးများသောအားဖြင့်မိဘများဟာအသက်အရွယ်အုံမင်းမဆွမ်းဖြစ်လာတဲ့အခါမှာသားသမီးတွေရဲ့ညီးတွေမြစ်တွေရဲ့အရေးအဝါဒအောက်ကိုခိုးပြီးတော့နေကြရတဲ့ချိန်ခါကာလဆိုတော့အဲ့ဒီမိအိုဖအိုတွေကိုကျွေးမွေးဖို့လို့စောင့်ရှောက်ဖို့လို့ပြုစုဖို့လို့တာဝန်ဝတ္တရားတွေပြက်ကွက်နေကြတဲ့သာသမီတွေလောကထဲမှာတော်တော်များများလေးကိုဘုန်းကြီးတို့ကြားလာရတွေ့လာရဘာဖြစ်လို့လဲဆိုတော့မြို့တွေကနယ်တွေကတရားပွဲတွေသွားဒကာကြီးတွေနဲ့ဒကာမကြီးတွေနဲ့ဆက်ပြီးလို့စကားတွေပါတွေပြောရင်တို့သာသမီတွေအကြောင်းမပြောကြတယ်သာသမီတွေမလိမ္မာဘူးဖေဟာမိုက်တယ်ဖေဟာဒါပဲကြားနေရတယ်အဲဒီတော့ဘုန်းကြီးတို့ကဂိုင်းငါဒါနသီလဘာဝနာကျောင်းတွေတော်တော်များများတော့ခေါ်လာပြီးဒီတော့လူကြီးလူငယ်အလုံးလည်းအကျုံးဝင်အောင်မိဘရှိဘူးခဲ့သောသာသမီတိုင်းဟာဘယ်လိုကျေးဇူးတရားတွေရှိတယ်မိဘကိုကျေးဇူးမဆက်ရင်ကျေးဇူးကမ်းရင်ဘေးသားရင်စာကိုကပြောတာကျေးဇူးတဲ့ဘယ်လိုပြောလဲစူးဝင်နေတာဘာဖြစ်နေတာလဲစူးဝင်နေလို့ကျေးဇူးလို့ပြောတာဒါလို့မဟုတ်လားအဲ့ဒီတော့စူးဝင်နေတဲ့ကျေးဇူးတရားကိုဘယ်လိုနည်းနဲ့ဆိုင်ရင်ကျေးတယ်ဆိုတဲ့အကြောင်းကိုဒီကနေ့ညကဘုန်းကြီးတို့ကတင်ပြဖို့အစီအစဉ်ရှိပါတယ်။ဒါကြောင့်ဗြဟ္မာတိမာတာပိတရောပုဗ္ဗစရိယာတိဝုစရေအာဟုနေယသဗုဒ္ဓနာပသယအနုကမကံတသမဟိနေနမသေယတက္ကရေယသပဏိတောမာတာပိတရောမြေမောတောမကကျိုးသည်ကျေစုခုံရှင်မိခင်ဖခင်နှစ်ပါးတို့ကိုဗျမတိဗျမကြီးတို့ဟူ၍ဝါသာသမီတို့ပေါ်မှာမေတ္တာကရုဏာမုရိဒာဥပက္ခအားဖြင့်လေးပါးသောဗျမဝိဟာရတရားတို့ကိုနေ့စဉ်မွေ့ရွှင်ငါပွားများလေးရှိကြသဖြင့်ပြကတိဗျမနှင့်အလားတူသဖြင့်ဗျမဟူ၍
ဩဇရေသမဝောဟာမိတင်ညာဖြစ်တင်္ဂမသွေခေါ်ဝောအလေကုန်ဤပုဗ္ဗစရိယာတိမွေကရကအစတင်္ဂသောတင်ပြတာအစသောတင်ပြတာအဥစသဖြင့်လည်းဥစရာတို့ဟူ၍ဩဇရေသမဝောဟာမိတင်ညာဖြစ်တင်္ဂမသွေခေါ်ဝောအပပေကုန်ဤဗဇာယသာနေသမီးချစ်မကြီးအားဗဇာယသာနေသမီးချစ်မကြီးအားအနုကမကအစင်မပြတ်လျောပအောင်ကြည်စုဆောင်မဆောင်းလျှောက်တတ်ကြကုန်သည်ဖြစ်၍ဗုဒ္ဓနာသမီးနှင့်သားဣနပါတို့ဤအာဟုနေယဆောင်အဝေယမခေကာလစွာဆောင်ယူလာသောပစ္စည်းဝတ္ထုတို့ကိုအလူတော်မောင်းအယူတော်မောင်းအလူတော်ခံရင်းကလည်းထိုက်ပါပေကုန်၏တသမဟိတသမဧဝထိုတို့များလာဂုံအဝဝတို့နှင့်မௌချာကုံလုံးပြည့်စုံပေသောကြောင့်သာလျင်ပါဏိတော်ရှင်ရေနောက်ရေအရေးနတံဝေဖန်မြောသိပညာရှိသည်နေကျေစုကြည်လံမိဘနှဖျားများယရဏတို့ကိုနမတေယကိုစိတ်နှစ်ပါးဥနိဋ္ဌလျက်ကိုစိတ်နှစ်ပါးဥနိဋ္ဌလျက်ညွတ်တော်ရောကြလက်ဆုံမိုး၍ရှ िख ိုးလဲရှ िख ိုးကြကုန်ရ၏တက္ကရိယာစာပူဇော်တက္ကာယလလပါဖြင့်နေညမကွာပူဇော်လဲပူဇော်လိုက်ကြကုန်ရသတည်းလောကမှာပူဇော်ထိုက်တာအယုသေးပြုထိုက်တာရှ िख ိုးထိုက်တာဟာဘုရားတရားတန်ခါယရဏသုံးပါးတဲ့မကဘူးတဲ့အမိအဖလည်းပါသလားမပါဘူးလားပါတယ်မိဘတွေကိုနေ့တိုင်းရှ िख ိုးရတယ်နေ့တိုင်းပူဇော်ရတယ်ကိုရတဲ့ဝတ္ထုပစ္စည်းဖြစ်အဲ့ဒီလိုပူဇော်မှအဲ့ဒီလိုရှ िख ိုးမှသာလေအဲ့ဒီသားကိုသားလိမ္မာသမီးလိမ္မာလို့ဒီလိုစာပေများကသုံးတယ်အဲ့ဒီတော့မိဘကိုဓာတ်ထိုးပြီးသားကြာမှုပြီးသားသို့တော်ဘုန်းကြီးတို့ကထပ်ပြောရလိမ့်မယ်မိဘကိုခေါ်နေတာလောကကဗြဟ္မာတဲ့ဘယ်လိုခေါ်လဲမိဘတိုင်းဟာဗြဟ္မာတွေနဲ့ဘာမှမခြားနာပါဘူးတဲ့ဗြဟ္မာတွေမှာမေတ္တာကရုဏာမုဒိတာဥပက္ခဆိုတဲ့ဗြဟ္မဝိဟာရတရား၄ပါးရှိနေသလိုမိဘတွေမှာလည်းပဲသားသမီးတွေနဲ့ပတ်သက်လာရင်အဲ့ဒီ၄ပါးနည်းနည်းလေးမှမလျှော့ဘူးတဲ့မမွေးမီဗိုက်ထဲမှာတည်းကသားလေးလားသမီးလေးလားဗိုက်လေးဆန်းဆန်းပြီးတော့မေတ္တာကြီးနေလိုက်ကြတာဟာသားဦးဆိုရင်တော့ဘုရားသားရေဘာပြောကောင်းမလဲမေတ္တာစူးနေလိုက်တာအရှုအမှုပဲတဲ့မေတ္တာစူးနေတာဘာစူးနေတာလဲမေတ္တာစူးနေတာအယုအမှုပဲတဲ့မွေးလာတော့ရောမွေးလာတော့လည်းပဲဘိသတရေပက်လက်ဆိုပက်လက်ကမောက်ရဲဆိုမောက်ရက်ကသားလေးများသမီးလေးများထပြီးတော့ငိုလိုက်ရင်ခြေမကိုင်မိလက်မကိုင်မိနဲ့ကရုဏာတွေတတ်နေလိုက်ကြတာမေတ္တာနဲ့ကရုဏာနှမျိုးရသွားပြီဘယ်နှမျိုးရအရွယ်ရောက်လာလို့တီတီတာတာနဲ့ပြောတတ်မယ်လိမ္မာမယ်အကင်းပါမယ်ဆိုရင်တချို့ကလေးတွေသိအကင်းပါတာပဲအရွယ်ရောက်လို့တီတီတာတာနဲ့ပြောတတ်မယ်လိမ္မာမယ်အကင်းပါမယ်ဆိုရင်တော့တပြုံပြုံနဲ့အဖေရောအမေရောဝမ်းသာမှုခေါ်တဲ့မုဒိတာအပြုံးတွေနဲ့တဲ့ဘာပြုံးတွေနဲ့မုဒိတာပြုံးတွေနဲ့အဖေရောအမေရောတပြုံပြုံနဲ့တဲ့ဘေသတရေ၃ခုရသွားပြီဘယ်နှခုရမေတ္တာရဲ့ကရုဏာရဲ့မုဒိတာရဲ့ဘယ်နှမျိုးအဲ့ဒီကနောက်ပညာတွေပြည့်စုံလို့ကိုယ်ခြေတော်ပေါ်ကိုရပြီကိုဘဝကိုထူထောင်တော့မယ်ဆိုတော့လေအမေနဲ့ဖေကငါသားပညာနဲ့စိတ်ချရတယ်ငါသားရဲ့ဆက်ဆံမှုမျိုးနဲ့တိုးတက်နိုင်တယ်ငါသမီးအရေးချင်းနဲ့စိတ်ချရပြီငါသမီးပြောပုံဆိုပုံလုပ်ပုံကိုင်ပုံနဲ့စိတ်ချရပြီလို့စိတ်ချလက်ချဥပေက္ခထား
ဘေးနာကနေပြီးတော့မြောက်စားနေတယ်တဲ့ဟုတ်သလားမဟုတ်ဘူးလားအဲ့ဒါကဥပေက္ခသဘောဘာသဘောလဲမွေးတဲ့အချိန်ကစပြီးတော့အိမ်အောင်ကြတဲ့အထိမကောင်းတာတွေကိုမကောင်းဘူးလို့သိအောင်သင်ပေးတယ်ကောင်းတာတွေကိုကောင်းမှသိလာအောင်သင်ပြပေးတယ်စာတွေအနေနဲ့လည်းပဲပညာသင်ပေးနိုင်တဲ့ဆရာများထံမှာအနှံပေးတယ်ဒီလိုမဟုတ်လားလက်ထပေးတယ်အရင်ကြီးထုတ်ပေးတယ်အဲ့ဒီငါချက်နဲ့မိဘတွေဟာသာသမီတွေပေါ်မှာဆောင်ရွက်ပေးနေပါတယ်ဒါကြောင့်မိဘတွေဟာကျေးဇူးများတယ်တဲ့ဗာများတယ်တဲ့စကားကိုကကျေးဇူးတဲ့ဗါတယ်တော့မိဘတွေကိုငယ်စဉ်တောင်းကြတဲ့ကမိဘတွေရဲ့ငယ်စဉ်တောင်းကြတဲ့ကစိုးဝင်နေလို့ကျေးဇူးဒီလိုမဟုတ်လားအဲ့ဒီလိုကျေးဇူးကြည့်တဲ့မိဘနှစ်ပါးကိုကျေးဇူးကြီးတဲ့မိဘနှစ်ပါးကိုပြည်သက်တရဲ့နှစ်ပေါင်း100တဲ့နှစ်ပေါင်းဘယ်လောက်လဲနှစ်ပေါင်း100ကာလပတ်လုံးပခုံးထဲမှာထမ်းပြီးတော့လှုပ်ကြွေးပေမဲ့ကျေးဇူးမကြည်ဘူးတဲ့ကြည်တယ်လားဘာဖြစ်လို့လဲဆိုရင်လေမိဘတွေထံမှာရှိတဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခတရားတွေကပင်လယ်ထဲကရေထက်များတယ်တဲ့ဘယ်ရေထက်များပင်လယ်ရေကမှဒဇဒဇခန်း6နိုင်ပါသေးတယ်မိဘနှစ်ပါးရဲ့မေတ္တာရေကတော့ဘယ်တော့မှမခမ်းဘူးခမ်းသလားလိမ္မာတော့လေအလိမ္မာတုံးလေးတဲ့ဒီလိုမဟုတ်လားလိမ္မာတော့လေအလိမ္မာတုံးလေးမို့မလျှော့ဘူးဗျမိုက်ပြန်တော့လည်းပဲမိုက်ခဲလေးတဲ့အောင်မယ်မိုက်ပြန်တော့လည်းဘလို့ခွင့်လွတ်လဲမိုက်ပြန်တော့လည်းပဲမိုက်ခဲလေးမို့လို့ပိုလို့တောင်သဲလိုက်ကြသေးတယ်မိဘတွေဖြစ်နေတာဟုတ်တယ်မို့လားမိဘတွေမှာမေတ္တာရှင်နဲ့ရှင်နေသမျှတော့ပရိသတ်တေသာသမီအပြစ်ကိုဘယ်တော့မှမမြင်ဘူးတဲ့မြင်သလားမမြင်ဘူးသာသမီနဲ့ပတ်သက်လာရင်မိဘတွေကအကန့်ကြီးပဲတဲ့သာသမီနဲ့ပတ်သက်လာမိဘတွေဘာတွေလဲကန့်ကြီးပဲတဲ့တရားလည်းပဲကိုသာသမီဘက်ကမတရားလည်းပဲသာသမီဘက်ကပဲဟုတ်သလားမဟုတ်ဘူးလားအဲ့ဒီလိုကျေးဇူးကြီးတဲ့မိဘများကိုသာသမီများဝတ္တရားနဲ့ပြုလုပ်ပေးပြီးတဲ့အခါမှာအဲ့ဒီမိဘတွေကိုကျေးဇူးဆက်မယ်ဆိုရင်ပိသတရဲ့တို့ဒေသနာတော်မှာ7နည်း4နည်းရှိတယ်ဘယ်နှနည်းရှိဒီပြနည်းတွေနဲ့ဆက်ဘယ်လိုမှမကြည့်ဘူးတဲ့အခုပြောမယ်4နည်းနဲ့ဆက်ရင်တော့ကြည်တယ်တဲ့ဆိုတော့အဲ့ဒါကိုလက်တွေ့ဘယ်သူပြသွားတော့ဆိုတော့မြတ်စွာဘုရားရဲ့မေတော်မာယာဒေဝီဘယ်သူတဲ့လဲမာယာဒေဝီမြတ်စွာဘုရားအလောင်းတော်မွေးပြီးတော့9ရက်သားနဲ့မာယာဒေဝီနတ်ရွာဆံပြီးတော့နတ်ပြည်မှာနတ်သားသွားဖြစ်တယ်သေတော့မိန်းမနတ်ပြည်ရောက်တော့ဘာသားဖြစ်လဲတန်တုတ်တိတနတ်သားတဲ့လူပြည်တုန်းကမေတော်မာယာဟာနတ်ပြည်မှာနတ်သားသွားဖြစ်တယ်နတ်သားသွားဖြစ်တော့မြတ်စွာဘုရားကငါမေတော်ဘယ်ရောက်နေပါလဲငါရှာအောင်မဆိုပြီးတော့ရှာလိုက်တဲ့အခါကျတော့နတ်ပြည်သွားတွေ့တယ်ဩမေတော်ဟာနတ်ပြည်မှာနတ်သားကြီးသွားဖြစ်နေပြီပဲအဲ့ဒီတော့ငါရဲ့မေတော်ကိုငါကျေးဇူးတက်ဆက်မယ်ဆိုပြီးတော့မြေသားရဲ့မြတ်စွာဘုရားနတ်ပြည်တက်သွားတယ်ဘယ်တက်သွားလဲနတ်ပြည်တက်သွားပြီးတော့တဝါတွင်လုံးအဘိဓမ္မာတရားဟောတယ်ဗတရားဟောတယ်နတ်ပြည်ကိုတက်သွားတဲ့မေတော်မာယာဘဝတက်ဖြစ်လဲတန်တုတ်တိတနတ်သားဟာပုထုဇဉ်နတ်သားဘာနတ်သားလဲပုထုဇဉ်နတ်သားမို့လို့မြတ်စွာဘုရားကငါမေတော်ကြီးသစ္စာတရားသိပါစေသစ္စာဉာဏ်အလင်းရောက်ရပါစေဆိုတဲ့စေရနာမေတ္တာတွေနဲ့မြတ်စွာဘုရားကနတ်ပြည်တက်ပြီးတော့လေအဘိဓမ္မာတရားဝဲကြီးဟောတာအဘိဓမ္မာတရားဟောတော့မထတန်းဟောရတာတဝါတွင်ဘယ်လောက်ဟောလဲရက်ပေါင်း90ရက်ပေါင်းဘယ်လောက်လဲရက်ပေါင်း90တိတိအဘိဓမ္မာတရားဟောတာဒါပေမဲ့မြတ်စွာဘုရားကလူသားဘုရားဆိုတော့တင်းကြီးတင်ငယ်ဆွမယ်ဆွစားရမယ်နတ်တွေကထိုင်ပြီးတော့နာနာပြင်မယ်လို့ဟောတဲ့ဘုရားကမဟောနိုင်ဘူးအဲ့တော့မြတ်စွာဘုရားကဘယ်နဲ့လုပ်ခဲ့ရတော့ဆိုတော့ဗုဒ္ဓရုပ်ပွားတော်ပေါ့လေကိုစားတော်တစ်ခုဖန်တီးထားခဲ့ရတယ်ဘယ်သူမှမသိလိုက်ဘူးဖန်တီးထားတဲ့ပြီးတော့ဟိုကိုစားတော်ဘုရားကတရားဟောဘုရားအစ်စ်ကဒီမှာလာပြီးတော့ဆွမ်းခံဆွမ်းဖုံးမေးခဏနားနေပြီးတော့မှပြန်တက်ဒါကြောင့်တို့
ပထမွယ်ရွတ်လို့ရှိရင်အတန်မဆဲဆိုတာမကြားဘူးလားအတန်မဆဲအောင်မပြတ်အောင်ရွတ်တယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ပဲဟိုမှာမြတ်စွာဘုရားတဝါတွင်လုံးဟောတဲ့တရားဟာအတန်မပြတ်သွားဘူးမဆဲသွားဘူးဒီမှာကတော့တို့တန်ဃာတော်တွေတပါးကြီးတွေမှာအလှဲ့နဲ့ရွတ်နေရတာပြောင်းနေရတာဟိုမှာကမြတ်စွာဘုရားတပါးနဲ့ဟောတာဖြစ်လို့ဘုရားကနေမိတရုပ်ပွားတော်ကြီးဖန်ဆင်းပြီးတော့ထားခဲ့တာပြီးတော့ဘုရားအစ်ကလူပြည်ကိုလာဆွမ်းခံဆွမ်းဖုံးပေးပြီးတဲ့ခါကျတော့မှနတ်ပြည်ပြန်တက်နတ်တွေကမသိဘူးဘုရားတရားဟောနေတယ်ပဲဒါကြောင့်ပဋ္ဌာန်းပွဲတွေမှာတန်ဃာတော်များအတန်မဆက်ပဋ္ဌာန်းပွဲရွတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒါပဲပြိဿတ်တွေအဘိဓမ္မာတရားဟာနတ်ပြည်မှာဟောတော့ကအတန်မဆဲသွားဘူးတဲ့ကြက်ထားလိုက်တော့အဲ့ဒီတော့မြတ်စွာဘုရားအလောင်းတော်မြတ်စွာဘုရားရဲ့မေတော်ဖြစ်တဲ့တန်တုတ်တိတနတ်သားကိုမြတ်စွာဘုရားတာဝရိန္ဒာတက်ပြီးတော့ကျေးဇူးဆက်တယ်ဆိုတာတရားနဲ့ဘာနဲ့ကျေးဇူးဆက်ဒါကြောင့်မို့လို့တို့တရားရှိခင်စိတ်ကောင်းဝင်နေတဲ့ပရိသတ်ပေါင်းသူတော်ကောင်းတို့လည်းပဲကိုမိခင်ဖခင်ကျေးဇူးရှင်တွေရဲ့ကျေးဇူးတရားကိုဆက်ခြင်းနဲ့ဆိုရင်ပြေတတ်တဲ့ဆိုကြည်စမ်းမှာအလှမဲ့ညာမိဘနှစ်ပါးအလှပွားအောင်လုပ်ရမယ်အလှမဲ့ညာမိဘနှစ်ပါးအလှပွားအောင်လုပ်ရမယ်အလှမဲ့ညာမိဘနှစ်ပါးအလှပွားအောင်လုပ်ရမယ်မိဘတွေအလှတန်းဝါဒနာမပါဘူးဆိုကိုကတိုက်တွန်းပြီးအမေအဖေရော့ဒါအမေလှဖို့လို့အဖေလှဖို့လို့သမီးဝလာတာသားဝလာတာအမေသွားလှလိုက်ဒီလိုမိဘနှစ်ပါးကိုဒါနကုသိုလ်ကောင်းမှုအလှလုပ်ဖို့လို့တိုက်တွန်းပေးပါတဲ့နှိုးဆော်ပေးပါတဲ့လူဘတမ်းဖို့လည်းပဲလက်ထဲကိုထည့်ပေးပါတဲ့အဲ့ဒါကျေးဇူးဆက်တာမလုပ်တာလဲနောက်တစ်ခုဆိုမသီလမေညာမိဘနှစ်ပါးသီလပွားအောင်လုပ်ရမယ်ဆိုကြည့်မိခင်ဖခင်ကျေးဇူးရှင်တွေသီလမရှိဘူးဆိုရင်ကိုကသီလယူဖို့လို့တိုက်တွန်းပေးအမေဒီနေ့ဥပုံနေအမေဒီနေ့ဖေဒီနေ့ဥပုံနေအမေတို့ဖေတို့ဥပုသ်ဆောက်သွားကြသမီးတို့သားတို့နောက်ပိုင်းကြီးလို့ထားလိုက်မယ်ဆိုပြီးတော့ဥပုသ်ကြောင်းရောက်အောင်ပို့တဲ့နောက်တစ်ခုကပြေတတ်တဲ့သုတ္တမေညာမိဘနှစ်ပါးသုတ္တပွားအောင်လုပ်ရမယ်သုတ္တမေညာမိဘနှစ်ပါးသုတ္တပွားအောင်လုပ်ရမယ်သုတ္တဆိုတာဘ ഹു သုတ္တကျမ်းပေကျမ်းဂန်စာပေဘ ഹു သုတ္တအခုလိုဓမ္မသဘင်တရားဝဲကြီးမှာတရားလာနာတော့ဘ ഹു သုတ္တမရဘူးလားအမေအဖေလာသွားမယ်တရားနာလိုက်ချင်မဟုတ်ညီတို့သွားအေးနဲ့လာပါအမေရဲ့လာပါအဖေရဲ့ချော့ခေါ်လာတယ်ပါလာတယ်အဲ့ဒီအမေတို့ဖေတို့ကိုဘ ഹു သုတ္တမရှိရင်ရှိအောင်လို့ဘ ഹു သုတ္တရအောင်ဗုဒ္ဓရဲ့ကျမ်းဂန်စာပေတွေနားလည်အောင်ကိုကနေပြီးတော့အဲ့ဒီလိုတိုက်တွန်းပေးခြင်းသူတို့အသိဉာဏ်ဝင်သွားရင်အဲ့ဒါကျေးဇူးဆက်တာတဲ့မလုပ်တာလည်းလေနောက်တစ်ခုပညာမဲ့ညာမိဘနှစ်ပါးပညာပွားအောင်လုပ်ရမယ်ပညာမဲ့ညာမိဘနှစ်ပါးပညာပွားအောင်လုပ်ရမယ်ပညာမဲ့ညာပညာဆိုတာလောကီပညာကိုပြောတာမဟုတ်ဘူးအမေနဲ့ဖေနဲ့ငယ်ငယ်ကတော့ငါကြောင်းမနေခဲ့လို့စာမတတ်ခဲ့ရဘူးအမေနဲ့ဖေနဲ့ကငါ10တန်းပြန်ထားမယ်ဆိုလို့ရတာအဲ့ဒီပညာမျိုးကိုပြောတာမဟုတ်ဝိပဿနာပညာမဲ့ပညာဖို့ပညာကိုပြောတာမိဘတွေတရားထုံးစင်စိတ်မပတ်ဘူးဆိုရင်ပေါ့အောင်တိုက်တွန်းအမေတို့ဖေတို့လာရိတ်တာဝင်ညတရားမှတ်ကြအမေတို့ဖေတို့ရတရားအားထုတ်ဖို့ကောင်းပြီအမေတို့ဖေတို့ဘဝနေဝင်ချိန်ရောက်နေပြီလာအမေလာအဖေဆိုပြီးတော့ရိတ်တာကမ္မထမ်းတိုက်ရအောင်ပို့တဲ့အဲ့ဒီလိုမိဘနှစ်ပါးရဲ့တန်တမ်းမှာဝိပဿနာဉာဏ်ပညာတွေမဲ့ပညာတွေဘုပညာတွေရှိသွားရင်ထိုသားသမီးကျေးဇူးဆက်ရရောက်သလားမရောက်ဘူးလားဒါကြောင့်တို့များစွာဘုရားရှင်ကိုတော်များတာဝရိန္ဒာတက်ပြီးတော့မေတော်မိနတ်သားကိုကျေးဇူးဆက်တယ်ဆိုတာမေတော်မိနတ်သားဗိဓမာတရားဝဲကြီးပြီးဆုံးသွားတော့သောတာပန်ဖြစ်သွားတယ်။ဘာဖြစ်သွားလဲ။သောတာပတ္တိမဲ့ဉာဏ်ဘုံဉာဏ်ကိုရသွားတာမို့လို့တို့ဘုရားဆက်တဲ့ကျေးဇူးကြည်တယ်ဗျ။ကြည်သလားမကြည်ဘူးလား။ဒါကြောင့်ကျေးဇူးကုန်ရှိမြင်လားမိနိဗ္ဗာန်ဗျမ
တိသိမ္မာမမကွာပြန်ငါသာစာရေးနတ်နှစ်ပါးပခုံးထက်တင်ငါနတ်နှစ်ပါးပခုံးထက်တင်ငါသဆုံးပင်ယူရလုံကျွေးလေးချွန်ဆိုမင်းအရာကိုနှိမကြမြောက်သေးရင်ပမာရောက်ပေတော့မလောဝေးများတယ်ခြေနိုင်ဘုံဗုဒ္ဓနီကိုလာထုတ်ပြပြီးခေါ်လိုက်တော့မယ်ခြေနိုင်ဘုံဗုဒ္ဓနီကိုလာထုတ်ပြပြီးခေါ်လိုက်တော့မယ်ဒါနနဲ့သီလဆွဲဒါနနဲ့သီလဆွဲကြည်မြဘွယ်ဒါနမြတ်ရဲ့နဲ့ရှာကြမ်းမှပညာမှန်ရစေဖို့ယံမိဘနာဆွေနှမုံကိုကျေးပြွန်အောင်ပြုတော့ရင်သွေသေးလွန်တောင်လှူမြတွေပေးတဲ့ရှေ့တုန်းကရေးခဲ့တာအဲ့ဒါဒုပိယသဘောင်သူတော်ကောင်းတို့ဆိုသွားတာနားလဲတယ်မို့လားကျေးဇူးကုန်ရှေ့မြင်လားမိနိဖဗျမတိသင်္ပမမကွာပြန်ငါသာစာရေးနတ်နှစ်ပါးပခုံးထက်တင်ငါနတ်နှစ်ပါးတဲ့နတ်ဘယ်နှစ်ပါးလဲအမိနဲ့အဖဘာနဲ့ဘာနဲ့နတ်နှစ်ပါးပခုံးထက်တင်ငါသဆုံးပင်ယူရလုံကျွေးလေးကျွန်းဆိုမင်းအရာကိုနှိမကြမြောက်သေးအမေနဲ့ဖေနဲ့ကိုစัจ जा မင်းကြီးယာရုပေးမလားတဲ့ကျေးဇူးမကြည်ဘူးတဲ့ကြည်သလားရင်ပမာရောက်ပြီးတော့မလောက်ဝေးများတယ်ခြေနိုင်ဘုံဗုဒ္ဓနီးကိုလားဗုဒ္ဓကိုယ်တိုင်ဆက်သွားတဲ့ကျေးဇူးဆက်တဲ့နီးခြေနိုင်ဘုံဗုဒ္ဓနီးကိုလားထုတ်ပြပြီးခေါ်လိုက်တော်မယ်ဒါနနဲ့သီလဆွဲကြည်မြဘွယ်ဒါနံမြတ်ရဲ့နဲ့ကြည်မြဘွယ်ဒါနံမြတ်ရဲ့နဲ့ရှာကြမ်းမှပညာမှန်ရစေဖို့ယံမိဘနာဆွေနှမုံကိုကျေးပြွန်အောင်ပြုတော့ရင်သွေသေးလွန်တောင်လှူမြတွေပေးတဲ့အေးဒါကြောင့်မို့လို့ကျေးဇူးကြီးတဲ့မိဘနှစ်ပါးကိုဒုပိယသာပေါင်းသူတော်ကောင်းတို့ကျေးဇူးဆက်ခြင်းရင်ဒါနလုပ်ဖို့လို့တိုက်တွန်းဘာလို့ဖို့တိုက်တွန်းပဲသီလဆောင်တည်ဖို့တိုက်တွန်းဝိပဿနာဘာဝနာအားထုတ်ဖို့တိုက်တွန်းတရားနာဖို့တိုက်တွန်းသာသမီရဲ့ဝတ္တရားဆိုတာဝတ္တရားမပြတ်ကြွေးမွေးစောင့်ရှောက်ထားရမယ်မိဘမလုံးနိုင်တဲ့စီးပွားရေးကိစ္စတွေကိုကြောင်းဝင်ဆောင်ရွက်ပေးရမယ်ကိုရှာလို့စီးပွားဖြစ်လာတာလို့မတွက်နဲ့တဲ့ပိဋကတရေမိဘထူထောင်ခဲ့လို့စီးပွားဖြစ်လာတာဘယ်လိုထူထောင်ခဲ့လို့လဲမိဘနဲ့သာသမီကြားမှာဓနမှမဝင်ပါစေနဲ့တဲ့တချို့ကကိုစီးပွားလေးဖြစ်လာရင်မိဘတွေသိခရုမဆိုင်ချင်ဘူးအဲ့ဒါလေးတွေသတိထားဖို့လို့ဒီကနေ့ညဘုန်းကြီးတို့ပြောတယ်မိဘနဲ့သာသမီကြားမှာဓနမှန်နဲ့ဗမာနဲ့လေဓနမှမဝင်စေနဲ့တဲ့အမွေခံထိုက်တဲ့သာသမီဖြစ်အောင်အမွေခံထိုက်တဲ့သာသမီဖြစ်အောင်တဲ့နာမည်ကအမွေတဲ့ဗါတယ်လေပြေးသားအမွေမိဘတွေပေးခဲ့တဲ့အမွေလောကီစီစဉ်ကိုပြောတာမဟုတ်ဘူးအမွေဆိုတာစံထိုက်မှစံရတယ်လို့မပြောဘူးလားမိဘရဲ့အမွေဆိုတာဒီပြင်ဟာပြောတာမဟုတ်ဘူးကိုမိဘကဘုရားတရားသံဃာယရဏသုံးပါးကြီးညိုစိတ်ကတဲ့ဘုရားတဲ့ကြောင်းဆောက်ကုသိုလ်ကောင်းမှုလုပ်တဲ့အဲ့ဒီမိဘချမ်းသာခဲ့တဲ့လမ်းစဉ်အတိုင်းနောက်ကနေပြီးတော့လိုက်တာကိုမှအမွေခံတာဘာခံတာတဲ့လေအဲ့အမွေခံတာတဲ့ပြေတတ်တဲ့ဒါကြောင့်မိဘကိုမှီပြီးတော့ရလာတဲ့ဘဝရလာတဲ့ဥစ္စာပစ္စည်းကိုလူတန်းတဲ့နေရာမှာလည်းပဲမိဘတွေကိုလည်းကုသိုလ်ရစေခြင်းနဲ့ဆန္ဒနဲ့ကုသိုလ်လုပ်တိုင်းဥထိတ်ထားရမယ်တဲ့ကုသိုလ်လုပ်တိုင်းပါရမယ်ဥထိတ်ထားရမယ်တိုင်ပင်ခြင်းအမျှဝေခြင်းဆိုတဲ့လုပ်ငန်းတွေလည်းဆောင်ရွက်ရမယ်ဒါကြောင့်မို့လို့ဒုပိယသာပေါင်းသူတော်ကောင်းတို့တော်ပြီရှေ့ပိုင်းမှာပြောချင်တာကနောက်ဆုံးဘုန်းကြီးတို့တစ်ခုမှာခဲ့ပြရစီအခုစာတန်းလေးတွေထွက်နေတယ်စာတန်းလေးတွေထွက်နေတာဒုပိယသာလည်းဖတ်ဖို့မှာပါမိဘမျက်ရည်တစ်ဆက်သာသမီတစ်သက်တဲ့အဲ့ဒီစာတန်းတွေ့ဘူးတယ်မို့လားလမ်းဘေးတွေမှာခြာရောက်နေတာဆုံးမစာပိုက်လေးတွေအဲ့တော့မိဘများမျက်ရည်ကြီးငယ်ကြမ်းအောင်ဘယ်တော့မှမလုံးရဘူးတဲ့မိဘမျက်ရည်တစ်ပေါက်ကျသွားတာဟာရေနွေးအိုးပူတအိုးလောင်းချခြင်းခံရတာတဲ့ပူပြင်းနေတဲ့အဲ့ဒါကိုဥပမာနဲ့ဘုန်းကြီးတို့ပြောမယ်ဝါဆိုးဝါကောင်းတော်တလင်းတည်င်းကျုပ်အဲ့ဒါဝါတွင်ကာလခေါ်တယ်အဲ့ဒါဘာကာလလဲအဲ့ဒါမိုးဥထု
ဟုတ်တယ်မို့လားအဲ့ဒါဘာဥတုလဲမုတ်ဥတုအဲ့ဒီမုတ်ဥတုထဲမှာတော်သလင်းလဆိုတာဘုန်းကြီးတို့စာပေတွေမှာလည်းရှိပါတယ်တော်သလင်းနေပဇွန်သေးတဲ့မကြဘူးလားတော်သလင်းလထွက်တဲ့နေ့ဟာတော်တော်ကိုပူပြင်းနေတော်သလင်းလထွက်တဲ့နေ့ဟာပူပြင်းနေတယ်ဒီပြင်းလာတွေထွက်တဲ့နေတဲ့ကိုမတူဘူးတဲ့တော်သလင်းလထွက်တဲ့နေ့ဟာပူပြင်းနေတယ်ဘာဖြစ်လို့တော်သလင်းလထွက်လာတဲ့နေ့ဟာတခြားလထေတဲ့ပိုပြီးတော့ပူပြင်းတာလဲလို့ဆိုရင်တဲ့အပူနဲ့အေးစမ်းကျင်တိုက်ခိုက်ပြီးမှထွက်လာရလို့ပဲလကပိဋကကြီးဥတုအနေနဲ့ကမုတ်ဥတုကြီးဥတုကဒီပါတို့ရဲ့မျက်ရည်ပေါက်ဟာလည်းပဲမေတ္တာကရုဏာမုဒိတာဥပက္ခလို့ဆိုတဲ့ဗျမတွေရဲ့စိတ်ဓာတ်တွေကထွက်လာရတဲ့ကြားခဲ့ရတဲ့မျက်ရည်မို့လို့တဲ့မိဘမျက်ရည်တစ်ဆက်သိပ်ပြီးတော့ပူပြင်းပါလေဒါကြောင့်မိဘများမျက်ရည်ကြီးနေကြအောင်ဘယ်တော့မှမလုပ်ရဘူးရေနွေးဦးပူတာကပိဋကရဲ့အပေါ်ယံလောက်ပဲအပေါ်ယံအရေပြားလောက်ကိုပဲပူလောင်စေတတ်ပါတယ်မိဘတွေရဲ့မေတ္တာစိတ်ရည်သိရင်တော့မှတ်ထားပိဋကမိဘတွေရဲ့မေတ္တာစိတ်ရည်သိရင်တော့အဲ့ဒီသာသမီဘဝတစ်လျှောက်လုံးပစ္စည်းဥစ္စာဘလောက်ပင်ပြည့်စုံပါစေစိတ်မချမ်းသာရဘူးတဲ့လက်တွေ့ပြမယ်အဇာတတကိုကြည့်ဘယ်သူကြည့်မလဲအဇာတတဗိမိတာရမင်းကြီးမသတ်ပလိုက်ဘူးလားသူခံစားနေရတာမင်းစည်းစိမ်ဘာစည်းစိမ်လဲမင်းစည်းစိမ်ဆိုတာလွန်လေသိဘာမှမရှိဘူးအမတန်ရှိပါဥစ္စာပြည့်စုံတာပဲဒါပေမဲ့အဇာတတမင်းကြီးစိတ်ချမ်းသာရရဲ့လားမချမ်းသာရဘူးဘေးသားတည်းအဲ့ဒါကြည့်ပါအဲ့ဒါကြည့်ပါဒါကြောင့်မို့လို့ဘုန်းကြီးတို့မြေသားပေါင်းတော်ကောင်းတို့ဘုန်းကြီးတို့မှာခဲ့ပြရစီမိဘများမျက်ရည်ကြီးနဲ့ကြားတဲ့လုပ်ငန်းကိုဘာလုပ်ငန်းမှသွားမလုပ်ပါနဲ့ဘာဖြစ်လို့တော့ဆိုတော့တော်သလင်းလထွက်လာတဲ့နေလိုပဲအေးနဲ့အပူနဲ့တိုက်ခတ်ပြီးမှထွက်လာရတာမို့လို့တော်သလင်းလနေဟာပိုပြီးတော့ပူပြင်းနေဆိုသလိုမိဘတွေရဲ့ဗျမစိတ်ဓာတ်ကကြာလာရတဲ့မျက်ရည်ပေါက်ဟာရေနွေးပူပူအလောင်းခံရတာထက်ပိုပြီးတော့ပူပြင်းပါတယ်လို့အေးတော်ပြီဒီလောက်ပြောရင်တို့ပိဋကသဘောပေါက်ပြီဒီတော်မိဘတွေအုံမင်းမစွာရှိလို့အလုံးမလုံးနိုင်ဘူးစီဝါမရှာနိုင်ဘူးစားနေဝမပြည့်စုံဘူးဆိုရင်အဲ့ဒါသာသမီတွေရဲ့တာဝန်ဘုရုတာဝန်လဲသာသမီတွေရဲ့တာဝန်ပိဋကတွေအဲ့ဒီတာဝန်တွေကိုမလုပ်ဘဲနဲ့အုံမင်းမစွာဖြစ်နေတဲ့မိဘတွေချမ်းသာရေးမပြည့်စုံတဲ့မိဘတွေကိုပြစ်ထားမယ်ဆိုရင်တဲ့တပ်ပြစ်တာနဲ့အတူတူပဲတဲ့ပြန်ပြောမယ်အဲ့ဒီစကားလေးကိုတတ်တယ်ဆိုတာဓာတ်နဲ့သွားထိုးသတ်မှတတ်တာမဟုတ်ဘူးဘိသရဲ့။အိုမင်းမစွမ်းဖြစ်နေပြီသူ့လုံကြီးသူ့အိမ်ကြီးသူမဝင့်နိုင်တော့ဘူး။သူထမင်းသူယူမစားနိုင်တော့ဘူး။မိဘအိယာဝပက်လက်လဲနေပြီကျမရဲ့မကောင်းဘူး။အိယာလည်းကြာကြာအိလို့ယောဂဝိညာဉ်နှိမ့်ဆက်လာတော့ကြောကုန်းမှာအနာတွေပေါက်လာတယ်တင်မားတွေမှာအနာတွေပေါက်လာတယ်။အဲ့ဒီလိုတခါတည်းသေလဲမသေနိုင်သေးဘူးလေ။အဲ့ဒီလိုယောဂဝေဒနာပြင်းပြင်းထန်ထန်ခံစားနေရတဲ့မိဘတွေကိုပြစ်ထားပြီးတော့ပြုစုစောင့်ရှောက်မှုမရှိဘူးဆိုရင်တဲ့အဲ့ဒါမိဘတွေကိုအဲ့ဒီမိဘကိုတတ်နေတာပဲတဲ့ဘာလို့နေတာတဲ့လဲတတ်နေတာပဲတဲ့အဲ့ဒါနားလိုက်အောင်ထပ်ပြောမယ်။အိုမင်းမစွမ်းရှိလာတော့အလုံးမလုံးနိုင်စီးပွားမရှာနိုင်စီးပွားလည်းမရှာနိုင်ဘူးအလုံးလည်းမလုံးနိုင်တော့စားနေဖို့လည်းမပြည့်စုံတော့ဘူးပြည့်စုံမှာတော့မလားကျမ်းမာရေးစောင့်ရှောက်မှုလေးလည်းမရသာသမီတွေထံကလည်းဘာမှမပို့ဘူးလာလည်းမပြုစုဘူးမစောင့်ရှောက်ဘူးဆိုရင်ယောဂပြီးစီးပြီးတော့အငန်းငန်းအပြပြနဲ့နေပြီးတော့သူ့ရဲ့တက်တန်းရှိတဲ့အတိုင်းမနေရဘဲနဲ့အဲ့ဒီဘိုးကြီးဘွားကြီးတက်တန်းတူတူလေးနဲ့သေသွားရင်အဲ့ဒါသာသမီတတ်တာဘယ်လိုတတ်တာလဲအေးတချို့ကမိဘကိုတတ်တယ်ဆိုတာဓာတ်နဲ့သွားထိုးသားမှတတ်တယ်ထင်နေတာကိုမပြုစုနိုင်စောင့်ရှောက်နိုင်လှုပ်ကျွေးနိုင်တဲ့အားတွေရှိနေရဲ့သားနဲ့ဒီမိဘတွေကိုပြစ်ထားမယ်ဆိုရင်သူတို့နေရမယ်တက်တန်းတိုင်းမနေရဘဲနဲ့ခဏလေးသေသွားရင်အဲ့ဒါကိုတတ်တာပဲတဲ့အဲ့ဒါလေးကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဘုန်းကြီးတို့သတိပေးပါတယ်ဒါကြောင့်မလို့ဘာလဲတိတ်အိုတော့အမြင့်ဆွေးတဲ့လူအိုတော့အချစ်ဝေးတဲ့တိတ်အိုတော့လူအိုတော့သိမကတ်ချင်ဘူးဘိုးကြီးဝါဒီနာကိုသားသမီးတွေကအခုကသားသမီးတွေအိုမင်းမစွမ်းဖြစ်နေတဲ့မိဘတွေရဲ့ဝန်ထုတ်ကြီးကိုဝ
ဝိုင်းကူဖေးမှပေးကြရမှာကိုဒီကနေ့ခက်ဝင်လင်းနေကြတယ်ခက်လူငယ်တွေပြောနေတာမိဘတွေအိုလာပြီဆိုရင်ရုပ်ကလည်းထားတယ်လို့မရတော့ဘူးလေရသေးလားစိတ်ကလည်းပဲစေးတယ်လို့မသွားတော့ဘူးတဲ့အဲ့ဒီတော့ဘာဖြစ်လာတော့ဆိုတော့အဖိုးကြီးကိုတော့စိတ်တူတယ်တဲ့အဖိုးကြီးကိုတော့ဘာဖြစ်လဲအဖွားကြီးကိုတော့စကားများတယ်တဲ့ဘွားကြီးကိုတော့ဘာဖြစ်လဲအဲ့ဒါလေးကိုသားသမီးတွေသိထားဖို့အရေးကြီးတယ်သားသမီးတွေသိထားဖို့အရေးကြီးတယ်အဖေတို့များစိတ်တူလိုက်တာဟဲ့တိုးမယ်အသက်ကြီးလာတော့ဒီလိုပဲအဖိုးကြီးကိုတော့စိတ်တူတယ်အဖွားကြီးကိုတော့စကားများတယ်တဲ့ဗရှိပစပြစ်တောက်နဲ့တွေ့ကြရအကုန်လျှောက်ပြောတော့တာပဲအဲ့ဒါဟိုပါတယ်မှမသိမပါတယ်မှမသိသူတို့ကလည်းပြောတာပဲအဲ့တော့သားသမီးတွေကဘာဖြစ်တုံးကိုအမေကိုအဖေเจ้าကိုနားလည်ထားရတယ်အသက်ကြီးလာရင်ငါလည်းဒီလိုဖြစ်လာမှာပါလားဆိုတာကိုအခုတည်းကကြိုတွေးထားပြရတတ်တယ်ရဲ့ဒီတော့အသားအသွေးတွေခန်းချောက်ပြီးတော့တစ်ပင်အိုလေတိုက်လဲနေတယ်လို့ပဲအမေနဲ့ဖေနဲ့ကိုပြန်ကြည့်စိတ်ကထားမယ်ဆိုရင်ရုပ်ကထားလို့မရဘူးရသလားအဲ့ဒီအချိန်မျိုးမှာဖေးမကူမပေးမဲ့သားသမီးလိုအပ်လာပြီလိုသလားမလိုဘူးလားလိုအပ်လာတဲ့ကိုငယ်ငယ်ကမထနိုင်တော့ကိုငယ်ငယ်ကမထနိုင်တော့အမေကဆွဲထူခဲ့တယ်မထူခဲ့ဘူးလားလဲမှာကြောက်လို့လေဒီမှာအမေလက်ညှိုးလေးကိုဆုပ်ထားတာကိုမျက်စီတဲ့ကိုမျက်စီတဲ့ပြန်ပြီးတော့ကြည့်စမ်းလဲမှာကြောက်လို့အမေကလက်ညှိုးလေးပေးထားတယ်ဗာလေးပေးထားတယ်လက်ညှိုးလေးကိုကိုယ့်လက်သီးလေးနဲ့မဆုပ်ထားဘူးလားလဲမှာကြောက်လို့ဘာဖြစ်မှာကြောက်လို့ကိုငယ်ငယ်ကအမေသူ့လက်ညှိုးလေးပေးပြီးတော့ကိုယ့်ကိုဆွဲထူခဲ့တယ်လို့အမေမထနိုင်တော့ဘူးအမေကိုထူပေးမယ်အဖေမထနိုင်တော့အဖေကိုထူပေးမယ်ပြုစုရမယ်စောက်ချောက်ရမယ်သားသမီးတောင်းအောင်မရှိဘူးလားအဲ့ဒါကြောင့်မို့လို့ပြည်သားတည်းတော်ပြီများနောက်ပိုင်းဘုရားလောင်းတော်ဆိုရင်သာမြစ်စခေါ်မလို့အဲ့တော့အကူကြီးလွန်လာပြီတဲ့အိုမေမစွမ်းဖြစ်လာပြီဆိုရင်နောက်တစ်ခုပြောခဲ့ပါရစေမိဘဓမ္မရှိတဲ့ပစ္စည်းကသာသမီပစ္စည်းတဲ့မိဘဓမ္မရှိတဲ့ပစ္စည်းဟုတ်သလားမဟုတ်ဘူးလားဟုတ်တာပေါ့မသေးသေးဘူးတချို့အမွေကခွဲကုန်ပြီမိဘဓမ္မရှိတဲ့သာသမီပစ္စည်းဆိုတော့ကိုမိဘရှိတဲ့ပစ္စည်းကိုသားသမီးအချိန်မရွေးတက်ရှူတယ်ဟုတ်သလားမဟုတ်ဘူးလားအချိန်မရွေးဝင်ရဲထွက်ရဲစားရဲတယ်ဟုတ်သလားမဟုတ်ဘူးလားအမေဘာချက်တော့အဖေဘာချက်တော့ဟဲ့ဘာချက်ထားတယ်ဟိုသားသမီးစားသွားအောင်မယ်သမီးစားသွားအောင်မယ်စားမိဘကဘာမှမပြောဘူးပြောသလားတပြုံနဲ့ဒီလိုမဟုတ်လားသားသမီးဓမ္မရှိတဲ့ပစ္စည်းမိဘပစ္စည်းမဟုတ်ဘူးတဲ့ဧတရသားသမီးဓမ္မရှိတဲ့ပစ္စည်းမိဘပစ္စည်းဟုတ်သေးလားမဟုတ်ဘူးစဉ်းစားဘုန်းကြီးပြောတဲ့စကားကိုစဉ်းစားသားသမီးအိမ်ကိုမိဘတက်သွားရင်မိဘသားသမီးပစ္စည်းယူရဲလားမယူရဲဘူးရမယူရဲဘူးသားသမီးအိမ်သွားတယ်ထိုင်နေရဒီတိုင်းဟိုကလေးငါလိုချင်လို့ယူသွားမယ်ဆိုလေငါယူဝင်မဲ့လို့ငါတမက်ကကြည်ယူပါမလားသမီးကကြည်ယူဝင်မဲ့လို့ဒီလိုဖြစ်မလားဘူးလားဒါကြောင့်မို့လို့သာသမီဓမ္မရှိသောပစ္စည်းသည်မိဘပစ္စည်းမဟုတ်တော့လည်းပဲမိဘဓမ္မရှိသောပစ္စည်းကဘယ်လိုပစ္စည်းလဲသာသမီပစ္စည်းပါတဲ့သဘာဝကအဲ့ဒီလိုဖြစ်နေကြတယ်အဲ့ဒီတော့တော်ပြီရှေ့ပိုင်းပြောချင်တာတွေတော်တော်စုံသွားပြီဒီကနေ့ညတော့အဲ့ဒါသာသမီတွေလူငယ်လူကြီးအကုန်လုံးမိဘရှိဘူးသောသာသမီတိုင်းကိုဒီကနေ့ညဘုန်းကြီးတို့ကမိဘဓမ္မအကျွေးအရင်ပေးဖို့ကြိုးစားပါသဘောပေါက်ပြီလားကြိုးစားကြပါဒီကနေ့ခေတ်လူငယ်တွေများသောအားဖြင့်အဲ့ဒါမိဘတွေကိုပြန်လှန်ပြောဆိုမိဘမျက်ရည်ကျအောင်မလုံးနဲ့မိဘမျက်ရည်တစ်ဆက်သားသမီးတသက်ပဲပေးတတ်တယ်ရေနွေးပွက်ဆူတဲ့အိုးနဲ့အလောင်းခံရတာတဲ့ကိုနာမည်တွက်ထားဥပမာနဲ့ပြောပြီးပြီတော်သလင်းလားထွက်တဲ့နေ့ပူသလားမပူဘူးလားအဲ့ဒါမှတ်ထားဒီကနေ့ကစာပြီးတော့မိဘများကိုပြန်လည်ပြောဆိုခြင်းမိဘမျက်ရည်ကြီးငယ်ကြောက်အောင်ဘာမှမလုပ်လိမ့်နဲ့လို့ကျေးဇူးကမ်းပြင်ဘေးသားရဲ့လာမယ်နောက်ပိုင်းဇတ်တော်ကကျေးဇူးကမ်းရင်ရှိနေတဲ့ကျေးဇူးတရားကိုမသိဘူးမိဘရဲ့မေတ္တာစေတနာကိုနားမလည်တဲ့မိသားစု၄ယောက်အကြောင်းကိုဘုန်းကြီးတို့ကဒီကနေ့ညဘုရားလောင်းတော်ဟင်္သာမင်းကြီးဇတ်တော်နဲ့ဆက်ပြီးတော့ဟောမှာဟုတ်ပြီလားအဲ့ဒီတော့ဘုရားလောင်းတော်ဟင်္သာမင်းကြီးဇတ်တော်ကိုမဟောခင်လေးမှာတခါတော့ကဘုန်းကြီးတို့ဖတ်ဖို့တဲ့စာအုပ်လေးတစ်အုပ်ထဲမှာပြောလိုက်အောင်မယ်အဲ့ဒါလေးဘုဟုတုတ္တအသက်80တဲ့ဓမ္မကြီးကအဖွားအိုကြီးအသက်ဘယ်လောက်ရှိပြီလဲအသက်80ရဲ့အဖွားအိုကြီးကမိုးတီလီတီကြနေတဲ့အချိန်မှာ
မိုးတွေလေတွေကြားနေတဲ့အချိန်မှာလူတွေကမိုးတွေကတအားရွာနေတာလေတွေကတအားတိုက်နေတာအဘွားကြီးကခမောက်လေးဆောင်ကြီးလေးဂျိုင်းကြတဲ့ညှပ်ပြီးတော့ရွာထဲကနေထွက်လာရွာထဲဇရာပြည့်ကြီးပေါ်မှာမိုးခုန်နေတဲ့လူတွေကအဘွားဘွယ်သွားမလို့တော့မိုးတွေလေတွေတအားရွာနေတယ်အဘွားပဲသွားမလို့တော့တော်ကြတစ်ပင်တွေလဲပါလေလေအိုးငါသားနွားလိုက်သွားတာပြန်မလာလို့တဲ့အဘွားကြီးကတက်ပါလောက်လေငါသားနွားလိုက်သွားတာပြန်မလာလို့အဲ့ဒါမိုးတွေဆိုနေမှကြောက်လို့ထီးသွားပေးမလို့ဆိုပြီးတော့မိုးတဲ့လေတွေပျောက်သွားတယ်တော်တော်လေးကြာတော့မိုးတွေတိတ်ခဏကြီးကြတော့ပြန်လာတဲ့နွားဆွဲပြီးတော့အဘွားကြီးကရှေ့ကသူ့သားကနောက်ကသူ့သားဆိုတာလှမ်းကြည့်လိုက်တော့အသက်60တဲ့သူ့သားကသက်ဘယ်လောက်ရှိပြီလဲအသက်60တောင်မှမိဘတွေကသူ့သားခလေးလို့မြင်သေးတာဘာလို့မြင်သေးတာလဲအေးမိဘရဲ့မေတ္တာဟာဘုန်းကြီးတို့ပြင်တဲ့အဲ့ဒါလေးမှတ်ထားနောက်တခုရှိသေးတယ်ဘုန်းကြီးတို့တောထဲမှာမြို့ကျက်တော့မပြောဘူးတောထဲမှာနေတဲ့တောကျက်မတွေတောထဲမှာနေတဲ့တောကျက်မတွေကဥပြီးဝင်းနေတော့တောမီးတွေလောင်တယ်ဗာမီးလောင်လဲတောမီးလောင်တယ်တောကျက်မဆိုတာပြန်လို့ရတယ်ရသလားမရဘူးလားတောင်မှနှစ်ခုခတ်ပြီးတော့ပြန်ပြေးရတာပေါ့ပြေးသားရဲ့ဒါပေမဲ့မပြေးဘူးဗျမပြေးပဲနဲ့ဝိုင်းလာတဲ့တောမီးကိုတောင်ပန်နှစ်ဖက်နဲ့ရိုက်ပြီးတော့မီးငိမ့်တယ်တဲ့သူ့သားလေးတွေရှိနေလို့ဘာတွေရှိနေလို့လဲသူ့သားလေးတွေမီးလောင်မှကြောက်လို့ဒီလောက်တတော်လုံးတစ်ထောင်လုံးလောင်လာတဲ့တောမီးကိုလွတ်အောင်ပြေးရင်ရရဲ့သားနဲ့မပြေးဘူးသူ့သားလေးတွေမီးလောင်မှကြောက်လို့သူရှိတဲ့မေတ္တာခွန်အားဖြင့်တောင်ပန်နှစ်ဖက်ရိုက်ပြီးတော့ဘုန်းကြီးတို့ပြေးသားရင်မီးငိမ့်ရင်းနဲ့တောကျက်မဘဝဏီကုံချုပ်ခဲ့ရတယ်တဲ့အဲ့ဒါမိဘမေတ္တာအဲ့ဒါဗာမေတ္တာတဲ့လူမပြောနဲ့တိရစ္ဆာန်မှာတော့ရှိသလားမရှိဘူးလားရှိပါတယ်တခါကတကိုးကြီးတဲ့နတ်သားတစ်ယောက်ရောက်လာတယ်လူပြည်ရောက်လာပြီးတဲ့အခါကျတော့အလုံးအရချင်းတူတဲ့မြင်းနှကောင်ကိုဘရင်ထံကိုလာပေးတယ်အလုံးကအရချင်းကိုတူတဲ့မြင်းမနှကောင်ဘလို့မှခွဲလို့မရဘူးအဲ့ဒါမြင်းမနှကောင်လာပေးပြီးတော့အဲ့ဒီနတ်သားကပြောတယ်ဘရင်မင်းကြီးကိုမင်းကြီးအဲ့ဒီမြင်းမနှကောင်ဘယ်ဟာသမီးဘယ်ဟာအမေဆိုတာခွဲခြားပြပါဆိုတော့ဘရင်သားကြီးဘယင်ကြီးကမခွဲနိုင်ဘူးအလုံးရချင်းလဲတူတယ်မျက်နှာနေထားချင်းလဲတူတယ်ဘယ်ဟာမေဘယ်ဟာသမီးခွဲပါဆိုတော့မခွဲနိုင်တဲ့အခါကျတော့မှပညာရှိမကပြောတယ်မင်းကြီးလွယ်လေးပါတဲ့ဟာဘယ်လိုလုပ်မလို့အစာချကြွေးကြည့်လိုက်တယ်အစာချကြွေးကြည့်လိုက်လို့ရှိရင်မြင်းနဲ့ကောင်ကိုအစာချကြွေးကြည့်လိုက်လို့ရှိရင်မိခင်လှုပ်တဲ့မြင်းမဟာသူစားမဲ့အစာကိုသူ့သမီးရှိကိုတွန်းပို့ပေးလိုက်မယ်တဲ့သူအရင်မစားဘူးတဲ့ဘယင်သားကြီးသူသမီးရှိကိုနှုတ်သီးနဲ့တွန်းပို့ပေးလိုက်မယ်တဲ့တွန်းပို့ပေးလို့အရင်စားတာကသမီးတဲ့နောက်မှစားတာအမေတဲ့ကဲတိရစ္ဆာန်မှာတော့မှဘယင်သားတွေမေတ္တာဆိုတာရှိသလားမရှိဘူးလားတော်ပြီဒီလောက်ဆိုဒုပိတ္တပေါင်းတော်ကောင်းတို့သဘောပေါက်ပြီအဲ့ဒီတော့မိဘများရဲ့ကျေးဇူးအထူးကြီးပါတယ်ကျေးဇူးကြီးတဲ့မိဘနှစ်ပါးကိုကျေးဇူး7ပါးမိဘထံမှအကျွေးအရင်ပေးဖို့ကြိုးစားပါအေးအဲ့ဒီလိုမှမကြိုးစားဘူးမိဘရဲ့မေတ္တာမိဘရဲ့စေတနာကိုနားမလည်ဘူးဆိုရင်ပိဋကတ်တဲ့အဲ့ဒီသားသမီးကိုလူယုံပါတဲ့ဘလို့သတ်မှတ်တယ်လဲယောမတရံဝပိတရံဝဇိနကံကတယုပနံဘဟုတန္တောနမရတိတံစေညာဝတ္တလောဣတိယောတုတထုကပြုဝေဘူးသည်ကျေးဇူးတရားကိုမသိတတ်သောသားမိုက်သမီးမိုက်တို့သည်ဘဟုတန္တောမိမိကိုယ်တိုင်ကပြုစုလှုပ်ကြွေးခြင်းကစွမ်းနိုင်ပါလျက်ဇိနကံစံပြူသွားကြွေအိုမင်းလေးပြီးသောဂတယောဘနံငဲမှုတွေပြောက်တတ္တိယအရွယ်သို့ရောက်ရနေပြီးသောမတရဝံမြင့်မို့မကကြည်လာကုန်၏မွေးမိခင်ကို၎င်းပိတရဝံမြင့်မို့မကကြည်လာကုန်အင်းမွေးဖခင်ကို၎င်းနဗရတိမွေးပေဘူးသည့်ကျေးဇူးမေတ္တာတိတ္တကာဖြင့်သရာပွေးဖြူမွေးမြူခြင်းမရှိပါပေတံမိဘကျေးဇူးကုံအထူးကိုကြည်နူးမဆမတိတတ်သောသူကိုဝတ္တလောဣတိသူယုတ်မှဟူ၍ဇင်ညာကျိုးကြောင့်တည်းလျောအခွင့်တော်သဖြင့်ခောဝတမ္မသမုံအလေတော်သည်သာလျင်သည်မိဘကျေးဇူးမသိတဲ့ပုဂ္ဂိုလ်ကိုလူယုတ်မှာတဲ့ဘယ်လိုခေါ်လဲအဲ့ဒီတဲ့ကိုမပါစင်နဲ့တော့
ကဲတို့ဘုရားလောင်းတော်ကြီးနုစင်ဘဝရွှေဟင်းသာမင်းဗာမင်းလေရွှေဟင်းသာမင်းဖြစ်စဉ်ဘဝပါရမီတော်တကူအာနုဘော်တော်ကြောင့်ငါဘယ်ဘဝကလာတာတုံးဆိုတာကိုဘုရားလောင်းတော်ရွှေဟင်းသာမင်းသိတယ်တဲ့ပါရမီတော်ကြောင့်သိရတယ်အဲ့တော့သူ့ဘဝသူပြန်ရှင်ချင်းကြည့်လိုက်တဲ့အခါကျတော့ဘုရားလောင်းတော်ရွှေဟင်းသာမင်းကလူဘဝကနေလာတာဘယ်ကလာလူဘဝကလာတာဗာရာဏသီပြည်မှာသူ့ရဲ့ဇနီးတဲ့ရဲ့သူ့ရဲ့သမီး၃ယောက်ရဲ့ကျမ်းနေခဲ့တယ်တဲ့အဲ့ဒါဘုရားလောင်းတော်ရွှေဟင်းသာမင်းအဲ့ဒါသွားသိတဲ့အခါကျတော့ဩငါဇနီးနဲ့ငါသမီးတွေစင်စင်ရဲရဲနဲ့အသက်မွေးဝမ်းကြောင်းနေရတာပါလားငါသေးသွားတော့အိမ်တော်ဦးစီးသေးသွားတော့သူတို့မှလောက်ကိုက်စားတော့ရတာခက်ခဲတွေရှိတယ်အဲ့တော့ငါသမီးလေးတွေငါတတ်နိုင်တဲ့လောက်စောက်ရှောက်မယ်ထောက်ပံ့မယ်ဟဲ့ဆိုပြီးတော့သူဇနီးနဲ့သူ့သားသမီးတွေချွတ်ချွတ်ငဲ့ငဲ့နေရတာကိုတွေ့တော့မိဘရဲ့မေတ္တာအချစ်တန်ရောစင်တွေနဲ့ကြံရစ်ခဲ့တဲ့မိသားစုကိုကူညီမယ်လို့ဆုံးဖြတ်လိုက်တယ်ဘာလို့မလို့ဆုံးဖြတ်ကူညီမယ်လို့ဆုံးဖြတ်လိုက်ပြီးတော့ဘုရားလောင်းတော်ဟင်းသာမင်းကြီးဟာလေသူဇနီးနဲ့သားသမီးတွေကိုမကြခင်အိမ်ခေါင်မိုးမှာဟင်းသာတစ်ကောင်ပြန်လာလိမ့်မယ်အဲ့ဒီဟင်းသာကရွှေဟင်းသာဘာဟင်းသာလဲအဲ့ဒီရွှေဟင်းသာမင်းကမင်းတို့အိမ်ခေါင်မိုးပေါ်မှာတနေ့လျင်ရွှေဟင်းသာမင်းကြီးရဲ့ရွှေဟင်းသာအမွေအတောင်လေးတစ်တောင်ချပေးမယ်လို့အိမ်မက်အရှင်ပေးတယ်တဲ့အိမ်မက်ပေးတာကမြေသားတဲ့ရဲ့မေတ္တာနဲ့တန်ရောစင်နဲ့ဘာနဲ့လဲတန်ရောစင်ကဇနီးပေါ်တွေ့နေတာမေတ္တာကသားသမီးတွေပေါ်မှာရှိခဲ့တဲ့မေတ္တာတိရစ္ဆာန်ဘဝရောက်တာတောင်မှလောင်းတော်ကြီးများရဲ့ဆန္ဒတော်ကြည်သားအဲ့ဒါနဲ့သင်တို့ဖခင်ကြီးပဲအဲ့ဒါတနေ့လေးရွှေဟင်းသာမင်းကြီးကရွှေတောင်မှတစ်ခုချပေးမယ်လို့အိမ်မက်နဲ့အသိပေးအိမ်မက်ပေးပြီးတဲ့နောက်နေ့အလောင်းတော်ဟင်းသာမင်းကြီးကလူဘဝကနေခဲ့တဲ့အိမ်ခေါင်မိုးပေါ်မှာနားပြီးတော့ရွှေတောင်မှတစ်ခုကိုနေတိုင်းချပေးတယ်တဲ့ဇနီးနဲ့သမီးတွေမှာဝမ်းနဲ့ဝမ်းသာဖြစ်နေကြရတယ်မျိုးဘတူဇာချသွားလေသူကြီးရဲ့အပြန်လမ်းမှာမျိုးဘတူဇာချသွားလေသူကြီးရဲ့အပြန်လမ်းမှာပြန်တန်းအလားကိုကြည့်ပြီးတော့ရွှေရည်စို့ပြီးတော့ငိုကြရတယ်သမီးတွေကလည်းဝမ်းနဲ့တယ်ပေါ့တနေ့တစ်ခုကြလာတဲ့ရွှေတောင်ပန်တွေကိုထူခွဲရောင်းချပြီးတော့သူတို့မိသားစုတွေပြည်သားတွေစားရမှုတောက်ရမှုတွေအကုန်လုံးစီးပွားရေးတွေပြည့်စုံလာတယ်နေ့တိုင်းဘုရားလောင်းတော်ဟင်းသာမင်းကြီးကလည်းပဲမိဘတွေရဲ့မေတ္တာစိတ်နဲ့အိမ်ခေါင်မိုးပေါ်မှာရွှေတောင်မှတစ်ခုချပေးနေတယ်ငါတို့ရဲ့အဖေကျေးဇူးကြောင့်ငါတို့ဘဝအနှိမ်ခံဘဝကနေပြီးတော့တောက်ပါမော်ကြွားခွင့်ရခဲ့ပြီလို့သမီးတွေရဲ့စိတ်ထဲမှာအဲ့ဒီလိုဖြစ်နေပါဒါပေမဲ့မြေသားတည်းသူတို့ပျော်မဆုံးမော်မဆုံးဖြစ်နေပြီးတော့အဲ့ဒီအပျော်တွေအဆုံးသတ်မဲ့နေကိုရောက်လာပါပြီပျော်နေကြတာပဲအဲ့ဒီပျော်နေတဲ့အပျော်တွေအဆုံးသတ်မဲ့နေကိုရောက်လာပြီဘာကြောင့်လို့ပြီးတော့အတွေးမှားလို့အကြံမှားလို့ကျေးဇူးကမ်းလို့တဲ့၃ခုဗျဘယ်နှခုလဲအတွေးမှားတယ်အကြံမှားတယ်ကျေးဇူးကမ်းတယ်အတွေးတွေမှားတယ်အကြံတွေမှားတယ်ကျေးဇူးကမ်းတယ်ဒါကြောင့်လေလောကမှာမယုံနိုင်စရာစမ်းကြဲတဲ့ကံကြမ္မာဆိုတာအပြောင်းလဲဆိုတာအများတန်းရှိတယ်တနေ့တော့မိခင်ကြီးကသမီးတွေကိုခေါ်ပြီးတော့ပြောတယ်သမီးတို့မင်းတို့ရဲ့အဖေဟာဟင်းသာဆိုတော့တိရစ္ဆာန်ပဲတိရစ္ဆာန်ဆိုတာမောဟကြီးဆိုတဲ့မေတ္တာတဲ့အမျိုးပဲအခုတတိယလို့တို့မိသားစုကိုရွှေတောင်မှတနေ့တစ်ခုချပေးနေပေမဲ့လို့တနေ့ကြာရင်မေ့သွားရင်ဒါမှမဟုတ်အကြောင်းတစ်ခုခုကြောင့်ပြက်ကွက်ခဲရင်တို့တော့ခက်ရတော့မယ်ကွယ်ဒီတော့နှက်ဖြစ်ငါမင်းတို့အဖေရွှေဟင်းသာမင်းကြီးလာခဲ့ရင်သမီးတို့အဖေရွှေဟင်းသာမင်းကြီးလာခဲ့ရင်အဲ့ဒီဟင်းသာမင်းကြီးကိုဖမ်းကြသောဟင်းသာမင်းကြီးဖမ်းပြီးတော့ရွှေတောင်မှန်နေအားလုံးကိုတို့ဝိုင်းနှုတ်မယ်တဲ့တထေးဖြစ်အောင်ကြံတာဘာဖြစ်အောင်ကြံတာတထေးဖြစ်အောင်လုပ်ကြစို့တထေးဖြစ်အောင်လုပ်ကြစို့လို့အမေကအကြံပေးလိုက်ပါရောတထေးဆိုတဲ့အတန်ကဒေသတေသမီးတွေရဲ့နားထဲမှာဆူညံသွားတယ်
ငါတို့အဖေကြီးကတောင်းပန်နေအကုန်လုံးရရင်တော့တထေးဖြစ်ပြီအဲ့ဒါတတိထားအဲ့ဒါတတိထားတထေးဖြစ်ပြီလို့အဲ့ဒီလိုသမီးတွေရဲ့စိတ်ထဲမှာဖြစ်ပြီးတော့ပြေးတတ်ရွှေဟင်းသာမင်းပြန်အလာကိုသမီးတွေကစောင့်ပြီရွှေတထေးဆိုတဲ့မောဟရွှေတထေးဆိုတဲ့မောဟအမိုက်ကဖခင်ကြီးရဲ့ကျေးဇူးကုန်းကိုအဟုန်ပြင်းပြင်းနဲ့တိုက်ကြတော့မယ်တထေးလို့ထင်မှားနေတာမောဟပဲအထင်လွဲနေတာမဟုတ်လားအေးရွှေတထေးဆိုတဲ့မောဟအမိုက်ကဖခင်ကြီးရဲ့ကျေးဇူးကုန်းကိုအဟုန်ပြင်းပြင်းနဲ့တိုက်ကြတော့မယ်ဒါနဲ့နောက်နေ့ကိုရောက်လာတယ်ဆိုလိုက်ကြအလောင်းတော်ဟင်သာမင်းကြီးရဲ့ပြန်လာပုံကလည်းလေအိုးဒီနေ့ကြမှာလှနေလိုက်တာတယ်မပြောနဲ့တောင်ပန်လေးဝဲပြီးတော့တောင်ပန်ရှင်ရဲ့ပြေးသားတဲ့အပြန်လန်းကနောက်ဆုံးနေပဲဒီနေ့ဟာရွှေတောင်ပန်ရှင်ကသူ့ရဲ့နောက်ဆုံးနေ့ကိုမသိသလိုမသိဘူးလေဘုရားလောင်းတော်ကြီးကလည်းဒီလိုကြံမျိုးရှိမယ်ဆိုတာလေရွှေတောင်ပန်ရှင်ကသူ့ရဲ့နောက်ဆုံးနေ့ကိုမသိသလိုမျိုးနားနေကြအိမ်ခေါင်မိုးစုံမှာလှလှပပညင်းညင်းသားသားနဲ့နားခိုလိုက်ပါတယ်ခါတိုင်းနေ့တွေမှာတော့ရွှေတောင်ပန်တစ်ခုပြုတ်ချပြီးတော့ပြန်မယ်ပေါ့သူစိတ်ကူကအဲ့ရွှေတောင်ပန်တစ်ခုဖြုတ်ချမလို့လှုပ်တုံးမှာသမီး၃ယောက်ကအောက်ကနေပြီးတော့ဝိုင်းអော်တယ်အဖေသမီးတို့နားကိုပြန်လာခဲ့ပါအောင်အကြံသမားတွေသမီးတို့နားကိုပြန်လာခဲ့ပါဦးသမီးတို့အဖေကိုအစားတောင်များနဲ့ကျွေးပေးပါရစေယူရပါရစေအဲ့ဒါရစရာရှိလို့မရှိလို့လည်းမရင်းအေးဒီကနေ့ခေတ်လောကထဲမှာလည်းအဲ့ဒါတွေအများကြီးရှိနေတယ်မပြောတော့ဘူးအဲ့တော့အစားတောက်တွေနဲ့ကျွေးမွေးပြီးတော့ပြုစုပါရစေစေတနာပါလို့မဟုတ်ဘူးဟုတ်သလားဘေဒရစရာရှိလို့ဘေဒရေရစရာရှိလို့အဖေတို့မေတို့နေမကောင်းဖြစ်ရင်သွားပြီးတော့ပြုစုကြတယ်ရတရားရှိလို့မရှိလို့လဲအေးအဲ့ဒီတိုင်းပဲဒီမှာလောင်းတော်ဟင်းသားမင်းကြီးကလည်းဩငါသမီးလေးတွေမျိုးမတူဇာချဘဝကိုရောက်နေတာတောင်မှငါရဲ့ကျေးဇူးတရားကိုသိတတ်တဲ့တော်လိုက်တာဒီစံမိဘဘက်ကခွင့်လွှတ်ထားတာဟုတ်တယ်မဟုတ်လားမိဘဘက်ကခွင့်လွှတ်ထားတာငါရဲ့ကျေးဇူးတရားကိုတတိယပြီးတော့နှွေးထွေးနေခြင်းကြမှာပဲခါတိုင်းနေငါမခေါ်ပါဘူးဒီနေ့မှထူးထူးဆန်းဆန်းကဲငါသမီးတွေရင်ခွင်နဲ့ငါနားမှာပဲလို့မိဘရဲ့မေတ္တာမေတ္တာတည်းရဲ့ကျေးဇူးကြီးမားတဲ့ဘုရားလောင်းတော်ကြီးရဲ့မေတ္တာဟာကြည်စမ်းမေတ္တာကရုဏာကြီးမားစွာဖြင့်သမီးတွေရဲ့လက်တွင်းကိုညင်းညင်းသားသားနဲ့တက်ဆင်းလိုက်တယ်ဆိုရင်ပဲအသစ်ဆောက်အလစ်ချောင်းနေတဲ့မယားဟောင်းနဲ့ကျေးဇူးကမ်းတဲ့သမီးတွေဟာဟင်းသာမင်းကိုအတင်းဝိုင်းဖမ်းပြီးတော့အခန်းတွင်းကိုသွင်းလိုက်တယ်တဲ့အခန်းထဲထည့်လိုက်တယ်ဘယ်ထဲထည့်တယ်တကားပိတ်ဖက်ပြေးမှကြောက်အခန်းထဲကိုထည့်တကားပိတ်အမွေတွေကိုပြေးသားတည်းတပင်ချင်းဘုရားလောင်းရွှေနာမင်းကြီးရဲ့ရွှေတောင်ပန်တွေကိုနှုတ်ယူပါတယ်အရှင်လက်လက်ကွယ်အမွေနှုတ်ခံနေရတာအတောင်ပြက်ခံနေရတာနာကျင်ခံရခက်ပေမဲ့လို့ရွှေဟင်းသာမင်းကြီးဟာရုပ်ကံပြန်တန်းဖို့ကိုလည်းမကြိုးစားပါဘူးနားလေရခက်ချင်းအံ့ဩခြင်းဆိုတဲ့အကြည်တွေနဲ့မယားတဲ့သမီးတွေကိုငေးကြည့်ပြီးတော့မြဲ့ရည်ပလဲတို့ကခိုတွဲပြီးတော့လာရပြီတဲ့။အော်သူတို့လေးတွေရဲ့ဘဝဆင်းရဲတဲ့ဘဝတွေကိုကဲတင်ပြီလို့ငါနီးနီးကကကဲတင်ပြီလို့ငါကိုနီးနီးကကကျေးဇူးဆန်နေကြတာပါလား။ကျေးဇူးဆက်ပုံရင်ပါပဲကွယ်။ဘုရားလောင်းတော်ကြီးရဲ့စိတ်ထဲကကျေးဇူးဆက်ပုံရင်ပါပဲကွယ်လို့စိတ်မကောင်းဖြစ်နေုံကလွဲပြီးတော့ဘာမှမတတ်နိုင်တော့ဘူး။တတ်နိုင်သေးရဲ့လား။အဲ့ဒီတော့အမေလို့တဲ့ပုဂ္ဂိုလ်ကသမီးတို့ရေမြန်နှုတ်ဝါသမီးတို့ရေမြန်နှုတ်နဲ့အဲ့ဒီလိုတမွေးမှမကြံစေနဲ့အကုန်တော့ရွှေတောင်ပန်တွေကိုဘာတွေလဲမင်းသားအဲ့တမွေးမှမကြံစေနဲ့မြန်နှုတ်လို့လောဘတန်ဒေါသတန်ဘာသာနေတော့လောဘတန်ဒေါသတန်နေတဲ့ညာတန်ပေးပြီးတော့တက်ကြွနဲ့သာအမိ၄ယောက်အာရအောင်ဝိုင်းပြီးတော့နှုတ်လိုက်တာပြေးတဲ့ရွှေအမွေးရွှေတောင်ပန်တွေသူတို့လက်ထဲရောက်သွားရောရွှေဟင်းသာမင်းရဲ့တောင်ပန်တွေဟာပြေးတဲ့ပကတိဟင်းသားရဲ့အမွေးသွင်းကိုတမဟုတ်ချင်းပြောင်းလဲသွားရပြီတဲ့ရွှေတောင်ပန်မဟုတ်တော့ဘူးတဲ့ဟုတ်သေးလား
ရွှေတောင်မှမဟုတ်တော့ဘူးရိုးရိုးခင်သာမင်းရဲ့အမွေတွေပဲဖြစ်သွားပြီကုသိုလ်ကံအကျိုးပေးသည်မှာအကုသိုလ်ကံကျိုးပေးကိုမအေနဲ့သမီး၃ယောက်လှလှကြီးခံစားသွားရပြီဒီနေရာမှာနားလည်အောင်မှပြေးသားရဲ့ရွှေတောင်မှရှင်ကြီးရဲ့မေတ္တာတရားကိုသူတို့တွေတန်ဖိုးထားသလားရွှေတောင်မှရှင်ကြီးရဲ့မေတ္တာတရားကိုသူတို့တွေတန်ဖိုးမထားလို့မေတ္တာတရားခေါင်းပါပြီးကျေးဇူးကမ်းကြလို့တန်ဖိုးပြောင်းလဲသွားတာတဲ့တရားသဘောကပြောတာဘာကပြောတာမေတ္တာလည်းမမေ့ဘူးကျေးဇူးလည်းမကမ်းဘူးဆိုရင်ရွှေတောင်မှရွှေတောင်မှမဖြစ်ရမယ်ဟုတ်တယ်မဟုတ်လားဒီတော့မေတ္တာတရားခေါင်းပါပြီးတော့ကျေးဇူးကမ်းကြလို့ရွှေတောင်မှနေကရိုးရိုးဟင်းသာအမွေကိုပဲပြောင်းလဲသွားပါတယ်အဲ့ဒါကိုယ်တွေ့ခံစားလိုက်ရတာပဲအမေနဲ့သမီးများရဲ့ဘဝမှာဆင်းရဲမွဲတေးရမှာကံကောင်းအောင်ထောက်မှလို့ချမ်းသာလာခဲ့တော့လည်းပဲဖယားလောင်းတော်ရွှေရင်သာမင်းကြီးရဲ့မေတ္တာနဲ့ကျေးဇူးတရားကိုပြင်မစော်ကားပြီးလို့ဆင်းရဲတဲ့ဘဝကိုပြန်ပြီးတော့ရောက်ကြရပါတယ်နလန်ပြန်ပြီးတော့မထူနိုင်ဘူးပြန်ထူနိုင်သေးလားဒါကြောင့်မို့လို့ကျေးဇူးတရားကိုမသိတတ်သူကျေးဇူးကံသူတို့ရဲ့အပြန်လန်းဟာဒီတိုင်းမှာပဲလို့မိဘရဲ့ကျေးဇူးတရားကိုမသိတတ်တဲ့သူဟာချမ်းသာလဲပဲတခဏပဲတဲ့ချမ်းသာလဲအကြာကြီးလားခဏလားခဏပဲဆိုတာတို့ဘုရားလောင်းတော်ကြီးရွှေဟင်သာမင်းရဲ့ဇတ်တော်မှာပြန်ပြီးတော့တို့ပြည်သားပေါင်းသူတော်ကောင်းတို့စဉ်းစားကြတော့ဒါကြောင့်ဒါကြောင့်မို့လို့ကျေးဇူးရှိတဲ့မိခင်ဖခင်ကျေးဇူးရှင်တွေရဲ့အပေါ်မှာကိုစွမ်းအားရှိသလောက်ကိုတတ်နိုင်သလောက်မိမိတို့ပေါ်မှာတင်ကြံနေတဲ့မိမရဲ့အကျွေးတွေကိုပေးဆက်ပါလို့သဘောပေါက်ပြီလားအခုတော့ပညာလေးစုံဘွဲ့ကလေးရစီးပွားရေးလေးလည်းအရှင်ပြေရောအတောင်စုံတော့ပြန်ကုန်ရောဟုတ်သလားမဟုတ်ဘူးလားအတောင်စုံလို့ပြန်တာပြန်မှမပြန်နဲ့မပြောပါဘူးသို့တော့ကိုစီးပွားတိုးတက်လာရင်တိုးတက်လာသည်နဲ့အမျှစီးပွားမတိုးတက်လည်းပဲမိမရဲ့လုပ်ငန်းဆောင်တာတွေဝိုင်းဝန်းလုပ်ပေးလို့မိဘကျမရဲ့မကောင်းရင်ပြုစုလို့စောက်ရှောက်လို့ကျေးဇူးရှိသလားမရှိဘူးလားဒါကြောင့်မို့လို့မိဘထံမှအကျွေးအရင်ပေးဖို့ကြိုးစားပါလို့ဒီကနေ့ညဟောပါတယ်သဘောပေါက်ပြီလားဒီကနေ့ညဒါနအကြောင်းလည်းမပါဘူးသီလအကြောင်းလည်းမပါဘူးဘာဝနာအကြောင်းလည်းမပါဘူးဆိုတော့တို့ပြည်သားပြင်းပြနေသေးလားမပြင်းတဲ့ဘေးသားကြီးအဲ့ဒါလေးကိုတို့ဒီကနေ့ညပြောပွဲမြို့ပေါ်တရားဘက်ကနောက်တစ်လလုံးမရှိဘူးမြို့ပေါ်မှာဟိုးနောက်လာတွေမှာဆိုတော့အဲ့တော့ဒီမှာကြုံတော့တို့ဒကာကြီးဥခေမောင်းတို့ဒဝိုင်းကြီးတော်အောင်တို့တရားမန္တမှာဒီကနေ့ညတော့မိဘရဲ့အကြောင်းဟောသွားတာဘာအကြောင်းဟောသွားတာမိဘမျက်ရည်ကြအောင်မလုပ်ပါနဲ့သဘောပေါက်ပြီနော်ထပ်မပြောတော့ဘူးဟုတ်လားအဲ့တော့ကျေးဇူးရှိတဲ့မိဘနှစ်ပါးကိုတတ်နိုင်တဲ့လောက်ကျေးဇူး7ပါးမိဘကျေးဇူးကိုမဆက်ရင်အဲ့ဒီလိုကိုလူယုံမှလို့မပြောဘူးလားလူယုံမှစရင်နဲ့ကိုမပါပါစေနဲ့လို့မိဘထံမှအကျွေးအရင်ပေးဖို့ကြိုးစားပါမိဘကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်တွေကိုနတ်တွေကလည်းချစ်တယ်ဆေးကုလို့မရရင်နတ်တွေကနတ်ပြည်ကရှင်းပြီးတော့နတ်ဆေးနတ်ဝါများနဲ့ကုသပါတယ်ဆိုတဲ့အကြောင်းဘုရားအလောင်းတော်သူဝနာသာမဇတ်တော်ကပါဠိတော်ပုဒ်ရွတ်ရင်းနဲ့ဒီကနေ့ညဘုန်းကြီးတို့ရဲ့ဓမ္မသမင်တရားဝဲသိဆုံးဟုတ်ပြီလားပြည်သားရေဇေတိတော်မေအယံဓမ္မောဗုဒ္ဓေနာခိစ္ဆာပါတိတော်ဒေနာသဗ္ဗေဒုက္ခယံတုဇနာအိဋ္ဌသမိန်တိနောဗုဒ္ဓေနာအရဟံတသုတယံဘုခိုက်တုနိုင်မမြင်ဂေါရမဘုရားရှင်သည်အာခိစ္ဆဘာတိတော်ထံကရိုင်းပယပြပြသာသာထိကရွတ်ဆိုရင်ဟောကြားအပ်သောအယံဓမ္မောဘုရားလောင်းတော်ရွှေဟင်သာမင်းဇခေါ်ဆိုအပ်တဲ့မိဘထံမှအကျွေးအရင်ပေးဖို့ကြိုးစားပါလို့အမည်ရတဲ့ဓမ္မကထဒေသနာတော်မြတ်ကိုမေမယံငါသည်ဒေတိတော်အမျိုးကောင်းသားမျိုးကောင်းသမီးပေါင်းသူတော်ကောင်းတို့သိစေမှစေကြင်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီဒေနထိုသောရှိဘူးဓမ္မဌာနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူကြောင့်တပ်ပေကျွေးမဲ့အုပ်သုံးလုံးဆုံးကုန်သောဇဏတရားနာရောက်လာပေါင်းများစွာတို့သည်ဣဋ္ဌသမင်္ဂီနောမိမိတို့အသည်အလိုရှိအတောင်းတအပ်သောဣဋ္ဌမင်္ဂလာကျက်တိပြပြတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကစာနိဗ္ဗာန်ရောက်ကြသည်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ဉာဏ်ဉာဏ်ဝမမဉာဏ်ဉာဏ်သာသာရှိတော်မူနိုင်ကြပါစေကုန်သတည်း
ဆိုလိုက်ဤသို့ပြုရာမြတ်ပုံညာကြောင့်ချမ်းမြအေးကြည်ဘေးမမီသည်ရွှေပြည်ထုံးချောင်းလမ်းမကောက်ပဲရောက်ရပါလို့ထိုးထိုးဘဝကျင်လီရလေဒုက္ခဘိဒံယမအပါမကောင်းဟုသမျှမတွေ့ရပဲတပ္ပအိဋ္ဌာမင်္ဂလာကိုရွယ်ကားကြတိုင်းရစေသောယနေ့ယခုပြုပြုသမျှမြတ်ဘာဂကိုမိဘဆရာဆွေသဟာနှင့်ကိုမဆောက်ကြကိုစောင့်နှကအရင်စား၍ရှိသမျှလုံးစုံဘုံ31ဖြစ်ဖြစ်သမျှဝေနေရတို့ရကြပါစေပေမြဝေသည်မြတ်ထွေသာတို့ခေါ်စေသောအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာ